ရွာကိုပြောင်းလဲစေခဲ့တဲ့မြို့သူချွေးတောင်ကြီးရွာလေးဟာပုံမှန်ဆိုရင်တော့အေးစင်းငိမ်တက်လာပေမဲ့တခါတရံမှာတရွာလုံးပွက်လောလိုက်သွားစေမဲ့ဖြစ်ရက်တွေဖြစ်ပျက်တတ်ပါတယ်ဒီနေ့မနက်မှာလဲရွာထဲကလက်ဖက်ရည်ဆိုင်မှာဒေါ်မြိုင်ကျော်စွာနဲ့ဦးဘကြီးတို့အတင်းဖြင်းပြောနေကြတော့သူတို့ရှိကနေအနီရောင်စာတွေဝတ်ထားပြီးခေါင်းလေးငုံကသွားနေတဲ့အမျိုးသမီးတယောက်ကိုဒေါ်မြိုင်ကမျက်လုံးပြူးသားနဲ့ဟဲ့ဒါပဲအိမ်ကချွေးမလဲရွာမှာတခါမှမမြင်ဘူးပါလားကြည့်ရတာအခုမှလက်ထပ်ထားတဲ့သူတို့သမီးတစ်လေးနဲ့တူတယ်လို့ပြောလိုက်တာပေါ့အဲ့ဒီအခါကျော်စွာကဒေါ်လေးကလည်းမတီးဘူးလားဒါဆက်ပြီးပြင်ဆိုင်နောက်မှာနေတဲ့မောင်စော်ရဲ့မိန်းမလေးမင်းညကမှမြို့ကနေရထားနဲ့လက်ထပ်ခေါ်လာတာလို့ပြန်ဖြေပါတယ်ဒေါ်မြိုင်ကတော့မြို့သူဆိုတော့ရွာကချွေးမတွေလို့အလုံးလုံးနိုင်ပါမလားထမင်းချက်တာစပားရိတ်တာတွေဘာမှလုပ်တတ်မှာမဟုတ်ဘူးကြည့်ရသေးတာပေါ့ဒီမျိုးကမင်းသမီးလေးတို့ရွာမှာဘလို့ခြေကုပ်ယူမလဲဆိုတာလို့အထင်သေးစွာပြောလိုက်ပါတယ်ဥပကြီးကလည်းဟုတ်တယ်ရွာမှာမိန်းကလေးတွေရှားနေလို့လားဘာလို့မြို့ကနေတွားယူရတာလဲဆိုပြီးဝိုင်းပြောကြတာပေါ့တစ်ဖက်မှာလည်းမောင်စော်ရဲ့အမေဒေါ်ကြီးကသားမြို့ကမိန်းကလေးကိုခေါ်လာတာတော့ဟုတ်ပြီသူအိမ်ထောင်မှုကိုနိုင်နှင်းပါမလားလှလှပပပြင်ဆင်နေုံနဲ့ချွေးမကောင်းမဖြစ်ဘူးနော်လို့တားဖြစ်သူကိုတတိပေးပါတယ်မောင်စော်ကတော့အမေကလည်းသူကရုပ်လေးတင်လာတာမဟုတ်ဘူးစိတ်ထားလဲတိတ်ကောင်းတာတနေ့ကျရင်အားလုံးရဲ့စိတ်ကိုသူယူနိုင်မှာပါလို့ယုံကြည်ချက်ရှိပြန်ပြောခဲ့ပါတယ်နောက်နေ့မနက်မှာတော့ဒေါ်ကြီးကနင်းနင်းချွေးမကိုဟင်းချက်ခိုင်းပါတယ်နင်းနင်းကအရင်ကနေတိုင်းမချက်ဘူးပေမဲ့သူတိထားတဲ့နေလန်းတွေကိုမှတ်စုစာအုပ်ထဲရေးထားပြီးအကောင်းဆုံးစူးစမ်းချက်ပြပါတယ်နင်းနင်းဟင်းချက်နေရဲ့အနက်ဟာအိမ်ပြင်ချေမွေးပြန့်သွားလို့လမ်းဘေးကသွားနေတဲ့ကြောစွာတောင်အနံ့ရပြီးအိမ်ထဲအထိရောက်လာပါတယ်ဟာဘာဟင်းနဲ့လဲတိတ်မွေးတာပဲဒီနေ့တော့ဒီအိမ်မှာပဲထမင်းစားသွားတော့မယ်လို့တောင်အရှုံးဖောက်ခဲ့ပါတယ်ဟင်းတွေမြည်ကြည့်ရဲ့အခါမှာတော့ရောက်ခမဖြစ်သူကဟဲအကယ်ရတာရှိတာပဲတို့ချွေးမကပညာတက်ယုံတင်မကဘူးအိမ်ထောင်မှုလည်းနိုင်နေတာပဲလို့ချီကျူးပြီးဒီနေ့ကစပြီးညီးကငါချွေးမဟုတ်တော့ဘူးငါရဲ့သမီးရင်းလေးလိုပဲလို့ဆိုကမေတ္တာတွေပို့သွားပါတယ်နင်းနင်းကလည်းအမေဟာကျမအတွက်ရောက်ခမတင်မကဘူးသူငယ်ချင်းလိုပါပဲလို့ပြန်ပြောပါတယ်ဒါပေမဲ့ရွာထဲကဒေါ်မြိုင်တို့ကတော့မနာလိုဖြစ်ပြီးအတင်းပြောတာမရက်ကြသေးပါဘူးနင်းနင်းကရွာကဘုရားကျောင်းကိုတယောက်တည်းတန်ရှင်းရေးလုပ်ပြီးပန်းတွေပြင်ဆင်တာကိုမြင်တော့လေမြို့သူမို့လို့ဒါလေးလုပ်ပြတာလူတိုင်းလုပ်နိုင်တာပဲလို့နှိမ်ပြောကြပါတယ်နင်းနင်းဝမ်းနေနေတာကိုမြင်တော့မောင်စော်ကလူတွေကတော့ပြောမှာပဲမင်းကလူတွေကိုပြောင်းလဲပေးနိုင်မဲ့သူပါလို့အားပေးပါတယ်နင်းနင်းဟာသူ့ရဲ့ခဲအိုရောက်ခမဘက်ကညီမဖြစ်သူမိုးမိုးနဲ့ပူးပေါင်းပြီးရွာကအမျိုးသမီးတွေကိုပညာသင်ပေးဖို့အချုပ်ပညာနဲ့လက်မှုပညာတွေသင်ပေးဖို့အမျိုးသမီးအဖွဲ့အစည်းလေးတစ်ခုထောင်လိုက်ပါတယ်အစမှာတော့ရွာသားတွေကမိန်းကလေးတွေစာတက်စရာမလိုဘူးမြို့သူနဲ့ပေါင်းရင်ပျက်စီးကုန်မယ်ဆိုပြီးသမီးတွေကိုမလွတ်ကြပါဘူးဒါပေမဲ့နင်းနင်းကစိတ်မပြတ်ပဲအိမ်တိုင်းစိတ်လိုက်လံနာချခဲ့ပါတယ်နောက်ဆုံးမှာတော့မိန်းကလေးတွေဟာနင်းနင်းစီမှာပညာတွေလက်မှုအတတ်ပညာတွေသင်ယူပြီးအင်္ဂလိပ်စာတွေပါပြောတတ်လာတဲ့အခါရွာသားတွေဟာနင်းနင်းပေါ်ထားတဲ့အမြင်တွေလုံးဝပြောင်းလဲသွားပါတယ်ငါတို့မားသွားတဲ့သမီးရဲ့ညီကတို့ရွာရဲ့ကုံဆောင်ချွေးမလေးပဲလို့ဝန်ခံပြီးနင်းနင်းကိုအားလုံးကဝိုင်းဝန်းချစ်ခင်သွားကြပါတယ်နင်းနင်းရဲ့စူးစမ်းမှုကြောင့်ရွာလေးဟာအရင်ကထက်ပိုမိုတိုးတက်ပြီးပျော်ရွှင်စရာကောင်းတဲ့ရွာလေးဖြစ်သွားပါတော့တယ်